အားလုံးပဲမင်္ဂလာပါဒီစစ်ဘေးဒဏ်တွေနဲ့အလူလိမ့်ခံနေရတဲ့အချိန်မှာအခုတဘာဝဘေးကပါထပ်ပြီးတော့မှလာတဲ့အတွက်ကြောင့်မလို့လူတို့ဟာအခက်ခဲတွေကိုခါးစီးပြီးတော့မှလုံးဝကိုခံနေရတဲ့အနေအထားမှာဖြစ်ပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်ဆိုတော့ဒီဟာတွေအမြဲဆုံးအေဂျင့်နိုင်ဖို့အတွက်လည်းအကျဉ်းချင်းရှုတောင်းနေပါတယ်အခုလိုလူထုကဒုက္ခရောက်နေတဲ့အချိန်မှာဒီစစ်တပ်ကနေပြီးတော့မှဒီသူတို့ရဲ့သက်ဆိုးရှိဖို့အတွက်ဒီရေကောက်ပွဲကိုလုပ်ဖို့ပြင်ဆင်နေတဲ့အခြေအနေတွေရှိပါတယ်ဆိုတော့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကတင်ဆက်သွားမှာဖြစ်ပါတယ်အခုစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံရေးပါတီတွေအနေနဲ့ဒီပူးပေါင်းပါဝင်ဖို့ဆိုပြီးတော့မှဒီနေပြီးတော့မှ match လာဒီ24ရက်ကနေ26ရက်ဒီ3ရက်တာဆွေးနွေးပွဲတရက်ကိုဒီစစ်ကောင်စီလက်အောက်ခံငြိမ်းချမ်းရေးကော်မတီကနေဦးဆောင်ပြီးတော့မှဒီကျင်းပခဲ့တာရှိပါတယ်2025မှာဒီကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲစီစဉ်ကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်ကနေပြီးတော့မှဒီဘေလာရုတမဒါနဲ့တွေ့ဆုံတဲ့အချိန်မှာဒီ match လာ9ရက်နေ့မှာပေါ့ဒီရွေးကောက်ပွဲကိုဒီ2025ဒီဇင်ဘာလဒါမှမဟုတ်လို့ရှိရင်2026ဒီနှစ်စောပိုင်းပေါ့လေနော်ဒီဇန်နဝါရီလမှာကျင်းပမယ်လို့သူထုတ်ပေါ်ပြောသွားတာရှိပါတယ်ဆိုတော့မြန်မာနိုင်ငံမှာအာဏာမသိမ်းခင်ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့ဒီနိုင်ငံရေးပါတီဒီ60နဲ့တပါတီရှိခဲ့တယ်ပေါ့ဒါကဒီအာဏာမသိမ်းခင်ပြောပြတာအာဏာမသိမ်းခင်ပေါ့ဆိုတော့ဒီဒါကဒီ2015ရွေးကောက်ပွဲစီးရင်ရဖြစ်ပါတယ်2020စီးရင်ရဆိုရင်တော့ဒါ89ပါတီလောက်ရှိခဲ့ပါတယ်အခု2020ခုနှစ်ဆက်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီရဲ့ကျင်းပမဲ့ဒီရွေးကောက်ပွဲကိုဝင်မဲ့ဒီမှတ်ပုံတင်ထားတဲ့ဒီ UEC ကနေမှတ်ပုံတွေချပြထားတဲ့တရားဝင်ပါတီဆိုလို့ရှိရင်54ပါတီရှိပါတယ်အဲ့ဒီကမှတနိုင်ငံလုံးတိုင်းတာနဲ့ဝင်ပြိုင်မဲ့ပါတီက9ပါတီရှိပါတယ်ကျန်တဲ့တိုင်းနဲ့ပြည်နယ်လိုက်ဝင်ပြိုင်မဲ့ပါတီကတော့45ပါတီရှိပါတယ်ဒါ USDP ပါတီဥခင်ကြီးကသတင်းဌာနတစ်ခုနဲ့မြင်းမြန်းတဲ့အချိန်မှာသူပြောဆိုတော့တဲ့အချက်လက်တွေဖြစ်ပါတယ်2020ရွေးကောက်ပွဲကဒီမင်းမတမာမှုတွေရှိတယ်ဆိုပြီးတော့မှဒီအကြောင်းပြချက်နဲ့စစ်အာဏာသိမ်းလိုက်တဲ့ဒီမင်းအွန်လိုင်းကြောင့်ဒီတိုင်းပြည်မှာတော်လှန်ရေးတပ်ဖွဲ့လက်နက်ကင်တွေကလည်းအများကြီးဖြစ်လာပြီးတော့မှနိုင်ငံတော်ဝန်မှာတိုက်ပွဲတွေအများကြီးပေါ်လာတဲ့အခြေအနေတွေရှိပါတယ်စစ်ပေတံကိုခါးစီးပြီးတော့မှခံနေရတဲ့လူထုဟာတဘာဝဘေးကြောင့်လည်းအခုတပူပေါ်နှစ်ပူဆင့်နေရတဲ့အနေအထားမှာရှိနေပါတယ်အရင်2008တုန်းကတိုင်းပြည်မှာနာဂစ်ကျုံတုန်းကဆိုလို့ရှိရင်စစ်ဗိုလ်သမတ်သားကဒီ2008ဖွဲ့စည်းပုံကိုဒီအတရားနာမှာအတည်ပြုပြီးတိုင်းပြည်ကိုဒါလိုကျိုးဆွဲခဲ့တဲ့အနေအထားမှာရှိပါတယ်အခုလည်းတိုင်းပြည်ကစစ်ဘေးလိုတစ်မျိုးဒီတဘာဝဘေးလိုတဖုံကြားကနေပြီးတော့မှဒီဘုံတွေပတ်ကျင်းနေတဲ့အပြင်ကိုတရားမဝင်တဲ့ဒီရွေးကောက်ပွဲကိုကျင်းပဖို့တဲ့စစ်ကောင်စီကပြင်ဆင်နေတဲ့အခြေအနေမှာရှိပါတယ်တိုင်းပြည်အခြေအနေမကောင်းလေစစ်ကောင်ဆောင်တွေကသူတို့လူချင်တာတွေကိုအတင်းလုပ်လေဖြစ်နေပါတယ်ဆိုတော့စစ်ကောင်စီကဒီစီစဉ်နေတဲ့ရွေးကောက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုလို့ရှိရင်အခုရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်စီစဉ်နေတဲ့အခြေအနေတွေကဒီအင်ဒီဂျင်နိုင်ငံတွေဖြစ်တဲ့ဒီတရုတ်တို့ဒီအိန္ဒိယဒီထိုင်းအင်ဒီဂျင်မဟုတ်တဲ့ဒီရုရှားနိုင်ငံတွေကအဓိကကူညီနေတဲ့အနေအထားမှာတော့ရှိပါတယ်နိုင်ငံတကာအနေအထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုလက်ခံနိုင်တဲ့အနေအထားမှာမရှိပေမဲ့လို့ကန့်ကွက်တဲ့အနေအထားမှာလည်းသူတို့ကမရှိပါဘူးဒီတော့ဒီဘက်50ဟိုဘက်50လို့ပြောရမယ့်အခင်းချင်းမျိုးဖြစ်ပါတယ်ဒါကြောင့်လေစစ်ကောင်စီကရွေးကောက်ပွဲလုပ်ဖို့အတွက်သူ့မှာယုံကြည်ချက်အပြည့်အဝရှိနေတယ်လို့ဆိုရပါမယ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီလက်အောက်ခံဒီပြည်တော်စုရွေးကောက်ပွဲကော်မရှင် UAC ကအချိုးကျကိုစားပြုစနစ်ပေါ့လေဒီ PR စနစ်နဲ့ကျင့်သုံးမယ်လို့ဒီစစ်တပ်ကအာဏာသိမ်းအစောပိုင်းမှာဒီသူတို့ရဲ့ဒီ UAC ကသူတို့ရဲ့လက်အောက်ခံ UAC ကနေပြီးတော့မှဒီနိုင်ငံရေးပါတီတချို့နဲ့ဒီစနစ်ပွဲလုပ်ခဲ့တာတွေရှိပါတယ်။နောက် PR စနစ်နဲ့ပတ်သက်လို့ဒါလုပ်ခဲ့တဲ့ဟာကိုပြောတာဖြစ်ပါတယ်။တော့စစ်ကောင်စီမြောင်းလိုက်က2023ခုနှစ်မှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောခဲ့ပေမဲ့လို့ဒီအာဏာသိမ်းကာလအစောပိုင်းမှာတော့ဒီတကယ်တမ်းတော့ဖြစ်လာခဲ့တာတော့မရှိပါဘူး။2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဆရာနာရှင်တက်ဆိုးရှိဖို့အတွက်ရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအောက်ကပြန်ကြတာဖြစ်ပါတယ်။ဒါကြောင့်လဲစစ်တပ်ကလွတ်တော်မှာ25ရာခိုင်နှုန်းကိုရာသက်ပံ contract ဆွဲနိုင်တာလည်းဖြစ်ပါတယ်။ဆိုတော့2020ရွေးကောက်ပွဲကိုမင်းမတမာဘူးလို့ပြောရမယ်ဆိုရင်တောင်မှဒါကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကရှင်းရမယ့်ကိစ္စဖြစ်ပါတယ်။စစ်တပ်ကအာဏာသိမ်းရမယ့်ကိစ္စမဟုတ်ပါဘူး။ဆိုတော့တိုင်းပြည်ကိုမပြိုရင်ပြိုအောင်ဖြိုလိုက်တာစစ်တပ်ပဲဖြစ်ပါတယ်။1962ခုနှစ်ဘွန်နိုရင်ကလည်းအာဏာ
တင်ခဲ့တဲ့နိုင်ငံရေးပါတီတွေကလည်းအကွဲပြေးဖြစ်တယ်ဆိုပြီးတော့မှဒါဦးနုနဲ့နေဝင်းကလက်ဝါချင်းရိုက်ပြီးတော့မှတိုင်းပြည်ကိုကျိုးဆွဲခဲ့ကြတဲ့အနေအထားမှာဖြစ်ပါတယ်ဆိုတော့1990ရွေးကောက်ပွဲမှာလည်းအနိုင်ရပါတီကိုအာဏာပေးမယ်သူတို့ကစစ်တမ်းလျောက်ပြန်မယ်ဆိုပြီးတော့မှဗိုလ်ချုပ်စောမောင်ကပြောပြီးတော့မှရွေးကောက်ပွဲလုပ်ခဲ့တဲ့ဟာလည်းရှိပါတယ်ဒါပေမဲ့တကယ်တမ်းရွေးကောက်ပွဲလုပ်ပြီးတော့မှအာဏာရလာတဲ့အခါဒီအာဏာရပါတီကိုဒါသူတို့အာဏာတွေလွှဲမပေးခဲ့ဘဲနဲ့စစ်အာဏာနဲ့ပေါ့လေဆက်ပြီးတော့မှအုပ်ချုပ်ခဲ့ပါတယ်ဆိုတော့အဲ့ဒီတုန်းကနှစ်တွေကနေပြီးတော့မှဒီနှစ်2020နောက်ဆုံးရွေးကောက်ပွဲအထိကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဖွဲ့စည်းပုံ3ခုတည်းရှိပါတယ်1940ခုဖွဲ့စည်းပုံရဲ့1984ဖွဲ့စည်းပုံရဲ့2008ဖွဲ့စည်းပုံရဲ့ပဲဖြစ်ပါတယ်ဒီဖွဲ့စည်းပုံအောက်ကကျင်းပခဲ့တဲ့ဒီရွေးကောက်ပွဲအားလုံးဟာစစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာအဲ့ဒီအချိန်တုန်းကနေဒီနေ့အထိဆက်ပြီးတည်ဒီကြီးထွားနေတဲ့ဆရာနာရှင်ကြီးစိုးမှုကတသက်တစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီတော့အခုလုံးမဲ့ရွေးကောက်ပွဲမှာလည်းစစ်ကောင်စီမင်းအောင်လှိုင်ကဒီမိုကရေစီလမ်းကြောင်းနဲ့မညီတဲ့နိုင်ငံရေးပါတီအချို့နဲ့ဒီခွေးထွက်ဒီ EAO တွေနဲ့ဖွဲ့စည်းရတဲ့ NCA အပြည့်နဲ့လက်မှတ်ထိုးရတဲ့အဖွဲ့အစည်းတွေကိုဒီမဲ့လုံးပေးပြီးတော့မှရွေးကောက်ပွဲလုပ်ဖို့အတင်းစီစဉ်နေတာဟာဒီမိုကရေစီကြတဲ့ဒီရွေးကောက်ပွဲတော့ဖြစ်လာမှာတော့မဟုတ်ပါဘူးအနောက်ထပ်ရှိသေးတာကစစ်ကောင်စီကအခုထုတ်ပြောလာတဲ့ရွေးကောက်ပွဲအချိန်ဇယားနဲ့ပတ်သက်ပြီးတော့မှစစ်တပ်ဆွဲကိုက်သုံးနေတဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ့လေစစ်ကောင်စီဟာနောက်ဆုံးတက်တန်ထပ်တိုးတဲ့6လပြည့်တဲ့အချိန်မှာသူ့ဟာအာဏာကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကိုပြန်အပ်ရမှာဖြစ်ပါတယ်2008ဖွဲ့စည်းပုံပုံမှန်418အရဆိုလို့ရှိရင်တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုကာလုံကနိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေတဲ့ဒီအမိန့်ပေါ့လေဒီပုံမှန်426အရပေဖက်အကြောင်းကိုကြီးညာရမှာဖြစ်ပါတယ်ဆိုတော့ဒီပေဖြတ်တဲ့6လအတွင်းမှာကာလုံကနေအစိုးရတရက်ကိုဒါထပ်ဖွဲ့စည်းရမှာဖြစ်ပါတယ်စစ်ကောင်စီခန့်ထားတဲ့သမ္မတဦးမြင့်ဆွေကလည်းစေနာယူနေရတော့အစိုးရအသစ်နေရာမှာပြန်ပြီးတော့မှဦးမင်းအောင်လှိုင်ဖြစ်မှာကတော့အသေးကြပဲဖြစ်မှာပါဆိုတော့အခုပြီးခဲ့တဲ့ match လာ3ရက်တာဆွေးနွေးခဲ့ကြတဲ့ငင်းချင်းစကားဝိုင်းမှာဗိုလ်ချုပ်ရာပင်ကတော့စစ်တပ်ကနိုင်ငံရေးကနေထွက်ဖို့ဆိုတာမဖြစ်နိုင်တဲ့တောင်းဆိုချက်ဖြစ်တယ်လို့လည်းသူကပြောခဲ့တာတွေရှိပါတယ်ဒါကြောင့်ဒီစစ်တပ်ကနေပြီးတော့မှလွှတ်တော်မှာ25ရာခိုင်နှုန်းကိုရတပ်ပန် contract ဆွေးနွေးတယ်လို့ပြောခြင်းဖြစ်ပါတယ်ဒီတော့အရှိမလဲပြောင်းလဲကြီးအလိန်ခံခဲ့ရပြီပေါ့အခုလည်းဒီ2008ဖွဲ့စည်းပုံအောက်ကဆက်ပြီးအလိန်ခံနေမယ်ဆိုရင်အမျိုးသားတန်းတူရင်နဲ့ကိုပိုင်ပြထွန်းခွင့်အတွက်စစ်မှန်တဲ့ဒီမိုကရေစီဆိုတာဖြစ်လာမှာတော့မဟုတ်ပါဘူးဒီရွေးကောက်ပွဲကနေလည်း Federal Democracy ဆိုတာကိုလည်းဖော်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲအချိန်နဲ့ပတ်သက်ပြီးပြောပြီးဒီနောက်ထပ်ဒီ FPT ပေါ့လေသူတို့ပြောတဲ့ဒီ FPTB နဲ့ PR state သဘောတရားဆိုတဲ့ဟာကိုထပ်ပြီးတော့မှကြည့်အောင်ပါဆိုတော့စစ်ကောင်စီဘက်ကဒီရွေးကောက်ပွဲကိုမဲများတဲ့သူအနိုင်ယူဆိုတဲ့ FPPT နဲ့အချိုးကျကိုစားပြုစနစ်ဒီ PR ကိုပေါင်းဆက်ကြည့်သုံးမယ်လို့ပြောဆိုတာရှိပါတယ်အခုရွေးကောက်ပွဲအခြေအနေတွေနိုင်ငံရေးပါတီတွေအခြေအနေနဲ့ပတ်သက်ပြီး USDP ပါတီဥခင်ရင်ဒါမှမဟုတ်ရင်ဒီ AFP ပါတီကဒေါက်တာအင်းမောင်ဒါမှမဟုတ်ပြည်သူ့ပါတီကဒီဥခုကိုကြီးကဒီသူတို့၃ယောက်ကတော့တော်တော်လေးကိုပွေးထွက်နေတာကတော့အားလုံးကလည်းအသေးထားမိကြမှာပါဒီအထင်းမှာ USDP ပါတီဥက္ကဋ္ဌဥခင်ရင်ပြောတဲ့အထင်းမှာဆိုလို့ရှိရင်အရင်တုန်းကရွေးကောက်ပွဲဆိုရင်မဲအနိုင်ရသူအကုန်လုံးစနစ် FPTV စနစ်နဲ့ကြည့်သုံးခဲ့ပေမဲ့အခုချိန်မှာတော့ဒီ PR စနစ်နဲ့သွားမဲ့အနေထားမှာရှိတယ်လို့တော့သူပြောတယ်ဒါပေမဲ့ဒီစနစ်တွေကဒီယူလို့မရဘူးလို့လည်းသူကထပ်ပြီးတော့မှဒါပြောတဲ့အနေထားမှာရှိပါတယ်ဆိုတော့သူပြောတဲ့အခြေအနေတွေကိုကျွန်တော်တို့တစ်ချက်နားထောင်ကြည့်အောင်ပါ PR ကတော့ကျွန်တော်တို့နိုင်ငံမှာအခုမှစသုံးမဲ့ရွေးကောက်ပွဲစနစ်ပေါ့နော်အရင်စင်ဆက်သုံးခဲ့တာကတော့ FPTP ခေါ်တယ် First Past the Post နိုင်သူအကိုယူစနစ်ပေါ့ဆိုတော့အခုကတော့ကျွန်တော်တို့ PR နဲ့သုံးမယ်လို့အစပိုင်းတော့ဒီလိုတွေပြောတော့ကျွန်တော်ထင်တယ်နိုင်ငံရေးပါတီတွေအားလုံးကတော့ PR နဲ့ပတ်သက်လို့လေ့လာပြီးသားပါတီတွင်းချပြဆွေးနွေးပြီးသားတွေဖြစ်နေမှထင်ပါတယ်ကျွန်တော်တို့ပါတီကတော့ဆောင်ရွက်ပြီးပါပြီသို့တော်လည်းလက်လန်းတက်ပြီးလူနဲ့ထိတွေ့တဲ့အခါမှာတော့စနစ်ကကြာကြာနာနာကျွန်တော်တို့မကြေညာသေးတော့ဒါလည်းရောပြီးတော့ကျွန်တော်တို့အသိပညာပေးတော့ထိတွေ့သမျှလူလူကလည်း PR ဆိုတာအထိုက်လျောက်ရင်းနှီးတဲ့သဘောတော့ရှိနေပါတယ်ဗျ။ဒါကတော့ဥက္ကဋ္ဌပြောတော့တာပဲဖြစ်ပါတယ်။သူပြောဖို့ရဆိုရင်တော့ရွေးကောက်ပွဲကဘလို့ပုံစံနဲ့ကျင့်ပမယ်ဆိုတာကိုတိတိပပမသိရသေးဘူးလို့ကျွန်တော်မှတ်ရမယ့်အနေအထားမှာဖြစ်ပါတယ်။စစ်ကောင်စီမင်းအောင်လှိုင်ကရွေးကောက်ပွဲလုံးမဲ့နေ့ရက်ကိုနိုင်ငံခြားခီးစဉ်မှာသူကထုတ်ပေါ်ပြောခဲ့တယ်။ရွေးကောက်ပွဲဆိုင်နဲ့ပတ်သက်ပြီးတစ်ချောင်းလုံးမှာလည်းဒါဥက္ကုကိုကြီးကလည်းပြောတယ်။ဒါမှမဟုတ်တော်တော်အေးမောင်ကလည်းပြောတယ်။ဒါမှမဟုတ်ဥက္ကဋ္ဌကပြောတယ်။သူတို့ဒီပြောတဲ့အထင်းမှာလည်းအားလုံးကတော့ဒါတပုံစံလေးပဲပေါ့လေနော်ဒီဒါကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသတင်းတွေနားထောင်ခဲ့တဲ့သူတွေဆိုလို့ရှိရင်ဒါသိကြမှာပါဒီနေရာမှာသတိထားမှတစ်ခုကရွေးကောက်ပွဲကိုကျင်းပတဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကသူတို့ထုတ်ပြန်ချက်ထားတာကတော့ဘာမှမရှိသေးဘူးပေါ့လေ
ဒါဘယ်သူပဲပြောဒါ UEC ကတော့ဘာမှထုတ်မပြင်သေးဘူးဒါရွေးကောက်ပွဲဆိုင်ရာအချက်နဲ့ပတ်သက်ပြီးဒါရွေးကောက်ပွဲစောင့်ကြည့်တဲ့လူတွေဆိုလို့ရှိရင်ဒါသိကြမှာပါဒါပေမဲ့အခုအများဆုံးဖြစ်နေတဲ့ FPTP စနစ်နဲ့ဒီအချိုးကျကိုစားပြုစနစ်ကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင် FPTP စနစ်ဆိုတာကတော့ဘယ်လိုပြောမလဲ fast pass the post ပေါ့လေဒီအနိုင်ရသူအကုန်စနစ်ဖြစ်တယ်ဒီစနစ်ကလက်မိတလောက်လေ့လာကြည့်ရတာကတော့ဒီနိုင်ငံတကာမှာဆိုလို့ရှိရင်ဒါကုလသမဂ္ဂအဖွဲ့ဝင်တိမဲပြုထားတဲ့နိုင်ငံပေါင်း193နိုင်ငံတည်းမှာဒီ FPTP ဒီစနစ်ကိုကျင့်သုံးတာ84နိုင်ငံအထိတော့ရှိတယ်ဒီအချိုးကျကိုစားပြုတဲ့စနစ်ဒီ PR စနစ်ကိုကျင့်သုံးတာကတော့112နိုင်ငံအထိရှိတယ်ဆိုတော့ generation နိုင်ငံကတော့အခြားစနစ်တွေကိုဒါတုံ့ရတယ်လို့ကျွန်တော်သိရပါတယ်ဒီတော့အနိုင်ရသူအကုန်ယူ FPTP စနစ်ကအတိတ်ပဲအဖြစ်တော့နားလည်ဖို့လွယ်ကူနိုင်ပါတယ်ဥပမာပါတီနှစ်ခုတည်းကပါတီတစ်ခုကဒီမဲ20ရမယ်ဆိုလို့ရှိရင်ကြံပါတီတစ်ခုက19မဲရခဲ့မယ်ဆိုလို့ရှိရင်ဒါ19မဲရတဲ့ပါတီကရှုံးပြီးတော့ဒီရွေးကောက်ပွဲအတွက်ဒီရှုံးတဲ့ပါတီကဒီသူတို့ယင်းနှီးထားသမျှကလည်းတဲရေတုံဖြစ်ပြီးနောက်ထပ်ရွေးကောက်ပွဲပေါ့တကယ်လို့ပြိုင်ကျင်နေဆိုလို့ရှိရင်နောက်ထပ်ရွေးကောက်ပွဲလာမဲ့၄နှစ်တာကိုစောက်ဆိုင်ရမှာဖြစ်ပါတယ်အခုလက်ရှိအရာပြောမယ်ဆိုလို့ရှိရင်တနိုင်ငံလုံးတိုက်တာနဲ့ပြိုင်မဲ့ပါတီက9ပါတီရှိတယ်ဒီတော့တနိုင်ငံလုံးတိုက်တာနဲ့ပြိုင်မဲ့ပါတီတွေကိုအနိုင်ရသူအကုန်ရော FPTP စနစ်နဲ့လုပ်မယ်ဆိုရင် USDP ပါတီကပြိုင်ဘက်ကင်မင်းနိုင်ရခဲ့မယ်ဆိုရင် USDP ပါတီကတနိုင်ငံလုံးမှာသူလွတ်တော်အားလုံးမှာသူနေရာယူသွားမှာပါလေဆိုတော့ channel ရှိပါတီကတော့နောက်ထပ်၄နှစ်အထိကိုတော့ထပ်ဆောက်ဆင်ရမယ့်အနေအထားကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကဥပမာအပြင်ရှင်းပြတာဖြစ်ပါတယ်အရင်တော့ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအင်အားကြီးဆုံးပါတီကြီးနှစ်ခုရှိပါတယ်အဲ့ဒါက USDP ပါတီနဲ့ NLD ပါတီဖြစ်ပါတယ် NLD ကအပြတ်သက်အနိုင်ရတဲ့အချိန်မှာ USDP ပါတီကဒီရွေးကောက်ပွဲနဲ့ယင်းနှီးထားသမျှအားလုံးတွေကတော့ဒါတဲတဲရေတုံပေါ့လေနော်ဆိုတော့ဒါပေမဲ့အခုက NLD အနေနဲ့လည်းရွေးကောက်ပွဲမှတ်ပုံတင်လို့မရှိတဲ့အတွက်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကဒီ UEC က NLD ပါတီအနေနဲ့အလိုလျောက်ပြက်ပြတယ်ဆိုပြီးတော့မှသူကပြောထားတယ်ဆိုတော့ဒါကို NLD ပြက်ပြီဆိုတော့ဒီ USDP ပါတီကတော့ဒီအင်အားအကြီးဆုံးလို့တော့လက်တလောအခြေအနေအရကျွန်တော်တို့တုံးသက်ပြီးပြောလို့ရတဲ့အနေအထားမှာဖြစ်ပါတယ်ဒီတော့နောက်ထပ်ဒီ PR စနစ်ကိုပြောမယ်ဆိုလို့ရှိရင်ဒါအလွယ်တကူပြောမယ်ဆိုလို့ရှိရင်ဘလောက်ပဲပါတီကြီးဒီပါတီအင်အားပဲများမဲဘလောက်ပဲနိုင်ဒီလွတ်တော်နေရာအားလုံးမှာပါတီတစ်ခုတွေကလွှမ်းမိုးလို့တော့မရပါဘူးဆိုလို့ရှိရင်ကရွေးကောက်ပွဲဝင်ပြိုင်ကြတဲ့ပါတီတွေရဲ့မဲဆန္ဒအလိုက်ဒီကိုယ်စားလှယ်နေရာတွေမှာပါတီအားလုံးကမျှပြီးတော့မှယူကြမှာဖြစ်ပါတယ်ဆိုတော့ FPTP စနစ်လိုမျိုးရွေးကောက်ပွဲမှာယင်းနှီးထားများအားလုံးတဲတဲရထုံတော့ဖြစ်မှာမဟုတ်ပါဘူးဥပမာ NLD ပါတီကမဲ90ရတယ် USDP ပါတီကမဲ20ရတယ်ဆိုရင် USDP ပါတီကလည်းသူရှင်ပြိုင်တဲ့မဲဆန္ဒအရာလွှတ်တော်မှာနေရာရမှာဖြစ်ပါတယ် NLD ပါတီကမဲ90နဲ့အားလုံးနိုင်လို့လွှတ်တော်မှာအားလုံးနေရာရမှာမဟုတ်ပါဘူးဆိုတော့တိုင်းရင်းသားပါတီတွေကလည်းထိုနည်း၎င်းပါပဲဒီတော့ပါတီကြီးကလွန်မှုပျောက်တော်မယ်လို့တော့ရေဘူးရအပြင်တော့ယူဆလို့ရပါတယ်တနည်းအားဖြင့်ပါတီအားလုံးရဲ့မေးရရှိတဲ့အပေါ်မှာအချိုးကျခွေးဝေသွားတဲ့အနေအထားဖြစ်ပါတယ်ဒါပေမဲ့စစ်တပ်ကလုံးမဲ့ဒီရွေးကောက်ပွဲက2008ဖွဲ့စည်းပုံအောက်ကလုံးမှာဖြစ်တဲ့အတွက်ဒီလောက်ထိတော့ရိုးရှင်းတော့မနေပါဘူး။ဘာကြောင့်လဲဆိုတော့ဒီပြည်သူ့ပါတီဥက္ကုကိုကြီးကိုတိုင်ကလည်းရွေးကောက်ပွဲရလက်ကဒီစစ်တပ်ကမကြိုက်လို့မရဘူးလို့သူပြောခဲ့တာရှိပါတယ်။ဒါတော့အရှိမပြောခဲ့သလိုဒီဗိုလ်ချုပ်ရပြည့်ကလည်းစစ်တပ်ကနိုင်ငံရေးကမထွက်ဘူးဆိုတဲ့အချက်ကိုထည့်ပြီးကျွန်တော်တို့ထက်တွက်ကြည့်မယ်ဆိုရင်ပေါ့လေမြန်မာနိုင်ငံမှာ business နဲ့ပဲရွေးကောက်ပွဲလုပ်လို့ဒီအာဏာရှင်စစ်အာဏာရှင်စနစ်ကဒီထပ်ပြီးတော့မှကြီးစိုးနေအောင်မှာဖြစ်ပါတယ်ဒီတော့စစ်ကောင်စီကကိုဘာသာကိုကပြီးတော့ရွေးကောက်ပွဲကိုလုံမဲ့သဘောဖြစ်ပါတယ်ဒါပေမဲ့ PR စနစ်ကဒီ FPPD စနစ်ထက်တော့ရီဘူးအပြင်အဆင်ပြေလို့တော့ကျွန်တော်တို့သတ်မှတ်လို့တော့ရပါတယ်ဒီအချိန်မှာစနစ်နဲ့ပဲရွေးကောက်ပွဲကိုလုပ်ဒီစေအုပ်စုကလုပ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့တတိထားရမယ့်ဟာတွေရှိပါတယ်ဒီအကြောင်းတွေကိုပြောမယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံမှာဒီ1948ခုနှစ်ကိုပြန်ကြည့်ရအောင်ပါဆိုတော့မြန်မာနိုင်ငံမှာ1948ခုနှစ်လွတ်လပ်ရေးရပြီးနှစ်ပေါင်း80ကျော်တွင်ရွေးကောက်ပွဲတွေအများကြီးလှုပ်ခဲ့ပါတယ်ဆိုတော့ဒါပေမဲ့ဒီရွေးကောက်ပွဲတွေကနေဒီမိုကရေစီစနစ်ကိုမကူးပြောင်းနိုင်ခဲ့ပါဘူးပါလီမန်ဒီမိုကရေစီကမှလည်းရွေးကောက်ပွဲလုပ်ခဲ့ကြတယ်မကြဘူးဆက်အနာသိမ်းခဲ့ရတယ်ဆိုတော့လူထုရေးပေါ်တော်ပုံတွေပေါ်လာတယ်ရွေးကောက်ပွဲတွေကထပ်ပြီးတော့မှလုပ်ပေးတယ်ဆိုတော့မကြဘူးထပ်ပြီးတော့မှအာဏာတွေသိမ်းခဲ့ရတယ်ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲတွေဖြစ်လာတယ်ရွေးကောက်ပွဲလုပ်တယ်ဒါလည်းမကြဘူးအာဏာထပ်သိမ်းခဲ့ရတယ်ဆိုတော့ဒီတော့တိုင်းပြည်မှာလက်နက်ကင်တိုက်ပွဲရှိခဲ့မယ်ဆိုပေမဲ့
စစ်ကိုနာပြီးတော့မှစစ်တပ်ကိုယုံလို့ဒါရွေးကောက်ပွဲလုပ်ခဲ့တဲ့အချိန်တွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့မကြပါဘူးအာဏာထက်သိမ်းပြီးတော့မှသိမ်းခံနေရတော့မှပဲဆိုတော့အတိုက်ခံတွေဘက်ကစစ်တပ်ကိုအယုံကြည်မရှိဘူးဆိုတာတဲ့ယုံကြည်ပေးခဲ့တဲ့အနေအထားတွေမှာအများကြီးရှိခဲ့ပါတယ်ဆိုတော့သူတို့ယုံကြည်မှုတွေပေးခဲ့ပါတယ်ဒါပေမဲ့ဒါတွေအားလုံးကစစ်တပ်ရဲ့လိမ်လည်မှုအောက်မှာအဆုံးသတ်ခဲ့ရပါတယ်ဆိုတော့မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းမှာဆိုလို့ရှိရင်လည်းဆက်အနာသိမ်းမှုအကျင့်တွေရှိခဲ့ပါတယ်ဒါပေမဲ့ဆက်အနာသိမ်းချင်းတူတူထိုင်းနဲ့မြန်မာကအများကြီးကွာခြားပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအနာသိမ်းရင်တိုက်ပွဲဖြစ်တယ်လူတွေထုဟာဒုက္ခရောက်တယ်တေကျေပျက်စီးကြတယ်ပေါ့စစ်တပ်ရဲ့မတရားဖမ်းဆီးမှုအောက်မှာအများကြီးခံရတယ်ဒါပေမဲ့ထိုင်းနိုင်ငံမှာဒီအသေးစားဆန္ဒပြအောင်ကလည်းပဲတခြားထူးထူးခြားခြားတွေမရှိပါဘူးထိုင်းနိုင်ငံကဆက်အနာသိမ်းလဲမြန်မာနိုင်ငံတဲ့စေစားလောက်တော့ပိုတာနေပါတယ်ဆိုတော့မြန်မာနိုင်ငံမှာတဘာဝတင်စားလို့အများကြီးထွက်တယ်ထိုင်းနိုင်ငံလောက်တိုးတက်တာမရှိဘူးဒီလိုရှင်ပြရတာဟာမြန်မာနိုင်ငံရဲ့နိုင်ငံရဲ့ဖြစ်တည်မှုရွေးကောက်ပွဲရလက်နဲ့ဒီလူမှုစီးပွားမဖြစ်ထွန်းတာတွေကိုစဉ်းစားသုံးသပ်ဖို့အတွက်ဖြစ်ပါတယ်အခုစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲမှာအတိုက်ခံဆိုတာမရှိဘူးအားလုံးကစစ်တပ်အကြိုက်လိုက်မဲ့ပါတီတွေနဲ့ ERO တွေဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာပါတီကြီးနှစ်ခုထဲကဒီ2008ဖွဲ့စည်းပုံကိုပြင်မယ်ပြောခဲ့တဲ့ NLD လည်းမရှိတော့ဘူးဆိုတော့အခုရှိနေတဲ့ပါတီကြီးလို့ဆိုရတဲ့ဒီ USDP ပါတီတို့ဒီဒေါ်တက်ခိုင်ပါတီတို့ဒါဥက္ကုကြီးပါတီတို့ဆိုတာကလည်းစစ်တပ်နဲ့ဘယ်တော့မှအတိုက်ခံလုံးမဲ့ပါတီတွေမဟုတ်တော့စစ်ကောင်စီကဒီရွေးကောက်ပွဲမှာအကြိုက်ကိုကြိုးကန်လို့ရမယ့်အနေအထားမှာဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီကအခုချိန်မှာစစ်ရှုံးနေပေမဲ့စစ်ရေးရောနိုင်ငံရေးပါနှစ်ဖက်စလုံးကိုကစားနေတဲ့အပြင်ကိုဒီ diplomacy ကိုပါသူကကစားနိုင်တဲ့အခင်းကျင်းမှာရှိပါတယ်ဒါတွေကိုအခုလက်ရှိတော်လန်နေတဲ့အတိုက်ခံတွေဘက်ကမကစားနိုင်ဘူးဆိုရင်စစ်ကောင်စီကအသာစီးရသွားနိုင်ပါတယ်ဒါကြောင့်ဒီရွေးကောက်ပွဲကစစ်ကောင်စီအတွက်နိုင်ငံရေးထွက်ပေါက်ဖြစ်တယ်လို့နိုင်ငံတကာကပါလက်ခံသွားနိုင်တဲ့အနေအထားလဲဖြစ်တယ်ဆိုတာပါပဲနောက်တစ်ချက်ကအချိုးကျကူစားပြုဒီ PS နဲ့လုံမယ်ဆိုတဲ့အချက်ကလွတ်တော်တဲ့တပါတီလွှမ်းမိုးမှုတွေကနေရှောင်ရှားနိုင်မဲ့အခုလက်ရှိအနေအထားအရပြောရမယ်ဆိုရင် USDP ပါတီကအင်အားကြီးတဲ့အနေအထားမှာဖြစ်တဲ့အတွက်စစ်တပ်ကအဲ့ဒီပါတီနဲ့ပေါင်းပြီးညွန့်ပေါင်းပုံစံနဲ့ဂျိုးကင်လာနိုင်ပွဲလဲရှိနေပါတယ်ဒါကိုကျွန်တော်တို့တတိချက်ရမှာပါနိုကိုတွေကလည်း USDP ပါတီဆိုတာကစစ်တပ်ထွက်အရာရှိတွေနဲ့စုဖွဲ့ထားတဲ့စစ်တပ်လက်သက်မွေးထားတဲ့ပါတီတစ်ခုလည်းဖြစ်တယ်ဆိုတာအားလုံးလည်းသိကြပြီးဖြစ်ပါတယ်ဒါပေမဲ့တနိုင်ငံလုံးတိုင်းတာနဲ့ပြိုင်မဲ့အထက်မှာ9ပါတီရှိတဲ့အတွက်လွတ်တော်နှစ်ရက်စလုံးမှာအဲ့ဒီပါတီတွေကအနိုင်ရရှိတဲ့မဲဆန္ဒအလိုက်နေရာအသီးသီးမှာတော့ရကြမှာတော့ဖြစ်ပါတယ်ဒါပေမဲ့ဒီ9ပါတီစလုံးနဲ့စစ်ကောင်စီပေါင်းမိတော့ရင်တော့စစ်အာဏာရှင်ပါဒီဗမာလူမျိုးကြီးဝါဒပါဆက်ပြီးတော့မှအသက်ရှင်တော့မှာဖြစ်ပါတယ်တခုရှိတာကမြန်မာနိုင်ငံမှာကအမျိုးသားလွတ်တော်လို့ခေါ်တဲ့အထက်လွတ်တော်နဲ့ပြည်သူ့လွတ်တော်လို့ခေါ်တဲ့အောက်လွတ်တော်နှစ်ရက်ရှိပါတယ်ဖွဲ့စည်းမှုခြေခံဥပဒေကတော့ဒီလွတ်တော်နှစ်ရက်စလုံးမှာဥပဒေဘူးအာဏာကညီတူခွဲထားပေမဲ့လို့တချို့သောအခြေအနေတွေမှာပြည်သူ့လွတ်တော်လို့ခေါ်တဲ့ဒီအောက်လွတ်တော်ကပို့ပြီးတော့မှလွှမ်းမှုရှိရလို့ယူဆရပါတယ်အဲ့ဒါအပြင်အခြားကိစ္စရပ်တွေမှာလည်းပြည်သူ့လွတ်တော်နဲ့အမျိုးသားလွတ်တော်အကြားမှာအခြေတင်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီကြားခံအနေနဲ့ပြည်ထောင်စုလွတ်တော်ဆိုတာလည်းရှိပါတယ်ဒါပေမဲ့ပြည်ထောင်စုလွတ်တော်မှာကပြည်သူ့လွတ်တော်ကိုယ်စားလှယ်အရေးအတွက်များတဲ့အတွက်အနိုင်ရခြေကတော့ပြည်သူ့လွတ်တော်ပဲဖြစ်ပါတယ်ဒီတော့ပြောချင်တာကမြန်မာနိုင်ငံမှာလွတ်တော်၃ခုရှိပါတယ်ပြည်ထောင်စုလွတ်တော်ဆိုတာကတော့ပြည်သူ့လွတ်တော်နဲ့အမျိုးသားလွတ်တော်အကြားမှာသဘောထားခွဲလင်းမှုတွေကိုဒါပြည်ထောင်စုလွတ်တော်မှာဆုံးဖြတ်ရတဲ့မျိုးဖြစ်ပါတယ်ဒါကြောင့်စိုးညာတဲ့အချက်ကအမက်အရေးအတွက်များတဲ့ပြည်သူ့လွတ်တော်လို့ခေါ်တဲ့အောက်လွတ်တော်ကိုမဲအများဆုံးရတဲ့သူအနိုင်ယူဒီ FPTP စနစ်ကိုကျင့်သုံးလိုက်မှာကိုအထူးစိုးရိမ်ကြတော့ရှိပါတယ် FPTP စနစ်နဲ့လုပ်တဲ့ပြည်သူ့လွတ်တော်မှာဒါဒီ USDP ပါတီကအနိုင်ရသွားရင်တော့စစ်တပ်နဲ့ပေါင်းပြီးနိုင်ငံရေးကိုလက်ဝါးကြီးအောက်ကြမှာတော့ဒီအေကန်မှုတ်ချပါပဲဒါကြောင့်ဘာစနစ်ပဲတုံစစ်မှန်တဲ့ရွေးကောက်ပွဲတော့ဖြစ်မှာတော့မဟုတ်ပါဘူး2008ဖွဲ့စည်းပုံနဲ့စစ်အုပ်စုကရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဒီပုတ်တွေကဒီပဲထွက်လာမှာဖြစ်ပါတယ်နောက်ဆုံးပြောရမယ်ဆိုရင်ဒီရွေးကောက်ပွဲကိုနိုင်ငံတကာနဲ့လူထုကလက်မခံဖို့လိုပါတယ်ဒီကလိုနိုင်ငံတကာနဲ့လူထုကလက်ခံသွားမယ်ဆိုရင်အတိုက်ခံတွေဘက်ကအခက်အခဲတွေရှိတော့ပါမယ်ဒီနေ့ချိန်စစ်ပဲတဘာဝဘေးနဲ့ကြုံနေရတဲ့လူထုကဘယ်ဘက်ကိုရွေးမလဲဆိုတာအတော်လေးကိုလူထုအတွက်ဘေးကျက်နေကြဖြစ်နေပါတယ်ဒီရွေးကောက်ပွဲနဲ့နိုင်ငံကိုအပြောင်းလဲလုပ်မဲ့စစ်ကောင်စီရဲ့အစီအစဉ်ဟာအခုချိန်ထိတော့တိုက်ပွဲတန်တွေနဲ့ဆူညံတန်တွေနဲ့ရှိနေတော့မှာပဲတော်လေးလည်းကဖွဲ့စည်းပါကလည်း2008ကိုအယုံကြည်မရှိဘူးဆိုတဲ့အတွက်စစ်အာဏာရှင်ကိုချင်မုန်းသွားမယ်ဆိုတာကလည်းဒါငြင်းစရာမရှိဘူးပေါ့လေသူတို့ကလည်းဒါအတိုက်ခံတွေဘက်ကဒီလက်နက်ကန်တွေဘက်က
ဆက်အနာချင်းကိုအမြင့်ပြတ်ချင်မုန်းသွားမယ်လို့ပြောရတယ်ရှိပါတယ်စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုတော့တရုတ်ကတော့ဒီထောက်ခံတဲ့အနေအထားမှာရှိပေမဲ့ဒီ American အနောက်နိုင်ငံတွေတချို့ဒီ ASEAN နိုင်ငံတွေဆိုလို့ရှိရင်တော့သူကဟိုရွေးကောက်ပွဲနဲ့ပတ်သက်လို့ဗာပြောလဲဆိုလို့ရှိရင်လုံးဝကြီးသူတို့ကမကန့်ကွက်ပေမဲ့လို့ဟိုအကဲ့ရွေးဒီရွေးကောက်ပွဲကတရားမျှတမှုမရှိဘူးဆိုလို့ရှိရင်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ပြဿနာတွေပဏိပခတွေကမှဆက်ပြီးတော့ရည်ရှိသွားနိုင်တယ်ဆိုတဲ့အချက်ကိုထောက်ပြကြတာလည်းရှိပါတယ်ဒီလိုစစ်ရေးပါတဘာဝဘေးပါကြောက်ရောက်နေတဲ့မြန်မာနိုင်ငံမှာစစ်ကောင်စီကရွေးကောက်ပွဲကိုအပိုင်း၄ပိုင်းလောက်ခွဲပြီးတော့မှလုပ်မယ်လို့ပြောထားတာရှိပါတယ်မြန်မာနိုင်ငံသမိုင်းမှာတော့ရွေးကောက်ပွဲကို1952ခုနှစ်ဒီပါလီမန်ဒီမိုကရေစီခေတ်မှာတော့ဒီအပိုင်း၃ပိုင်းခွဲပြီးတော့မှရွေးကောက်ပွဲကိုလုပ်ခဲ့တာရှိပါတယ်ဒီလိုစစ်ကောင်စီတွက်ချက်ထားတဲ့အတိုင်းဒီအပိုင်းလိုက်ပေါ်လေအပိုင်းလိုက်ခွဲပြီးတော့မှဒီရွေးကောက်ပွဲကိုလုပ်နိုင်ခဲ့မယ်ဆိုရင်ဒါကတော့ဒုတိယအကြိမ်ဖြစ်မယ်လို့ဒါပြောလို့ရတဲ့အနေအထားမှာဖြစ်ပါတယ်